မမေဟာငငယ်ကတိတ်ကိုလှပတဲ့အမျိုးသမီးတစ်ယောက်ပေါ့မမေဘဝတွေကိုကျမတို့ရောက်ပြီးတဲ့ကအိမ်ထောင်တာဝန်တွေသားသမီးတာဝန်တွေနဲ့အရင်လိုလှလှပပနေဖို့တောင်မေ့နေရထင်တယ်သူတို့ဘဝလုံးသားသမီးတွေအတွက်ပဲပေးဆက်ရင်အိမ်မှုကိစ္စတွေနဲ့အချိန်ကုန်ရင်အများနည်းတူတော့အလှပကိုဦးစားမပေးနိုင်ခဲ့ဘူးဒါပေမဲ့မမေကကျမတို့တော့အမြဲလှပနေစေချင်တယ်လေငငယ်ကလေးက so fresh ရဲ့အိမ်လှလှလေးတွေအမြဲဝယ်ပေးတယ်ကျမတို့ဘဝမှာအမြဲလှပနေဖို့ပဲသူဦးစားပေးတယ်ကျမတို့ပြောရင်သူလည်းထပ်တူပြောရလေဒါကြောင့်လေဒီသတင်းကြွမှာမမေကိုလှလှပပလေးရှိစေခြင်းလို့ so fresh နဲ့ပဲကျမတို့ကတော့ဖြစ်ခဲ့ပါတယ်ကျမ်းမာချမ်းသာကြပါစေကွယ်သမီးတို့ဘဝတွေကိုအမြဲလှပစေခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မမေဒါဆိုရင်သတင်းကြွညလေးမှာမမေတို့အိမ်လေးကိုလည်းအလှဆင်ကြမယ်နော်ဟုတ်ကဲ့မမေဒီသတင်းကြွညလေးကကျမတို့မိသားစုအတွက်အမှတ်တရညလေးတစ်ညပါပဲမမေရဲ့ပြုံးတွေကလည်း so fresh နဲ့မှပိုပြီးပြည့်စုံလှပရဲ့လို့ကျမခံစားမိတယ်မမေကိုချစ်တယ်လို့အချိန်တိုင်းမပြောဖြစ်ပေမဲ့ချစ်ချင်းမြတ်တာတွေအပြန်အလှန်ရှိနေတော့အလုံးသားတွေကအမြဲနှွေးထွေးပါတယ်